ကနေပြီးတော့ပြန်လဲကြိုးဆိုလိုက်ပါတယ်ဒီနေ့မှာတော့ပေါ့နော်ရေတန်ကice cream ထားပါလေးဆော့ပြပေးမှာဖြစ်ပါတယ်ဒါကခင်းရဲ့ review လေးပါဒါ dress up ပေါ့နော်ဒါဒီကင်းကထုတ်ထားတာတိတ်မကြတဲ့အတွက်ကြောင့်မတိတ်ပြီးဆော့လေးလည်းမရှိပါဘူးဒါကြတော့ face ပေါ့ဗျာ face ပေါ့နော်တက်လို့ရတာမသိဘူး like try ကြည့်ရင်ကောင်းမလားလို့ I thinkဟုတ်တယ်ဒါနှိမ့်လို့မရဘူးပေါ့နော်ရေတန်ဒါနှိမ့်လို့မရပါဘူးဒါမှချစ်လို့ချစ်စားလေ how to ယူရမလဲမသိဘူးပေါ့နော်ရေတန်လေဒါတော့ vanilla ပေါ့နော် vanilla ice cream လေးပါဒါကကြတော့ blueberry ဟိုဘက်ကကြတော့ cotton candy ဟိုဘက်ကကြတော့ caramel ဆိုနေဟုတ်တယ်ဒီကင်းကကြတော့ထုတ်ထားမကြသေးဘူးထွက်ထားမကြသေးဘူးပေါ့နော်ဒါမဲ့ review ကတော့ကောင်းနေသလား I like this tower ဘယ်ဝိုင်းကောင်းလဲဆိုတော့ like vanilla ice cream နဲ့တော့ကြအောင် like အရောင်လေးနဲ့လှရဆိုတော့လေဒါလေးတွေဖြစ်ပေါ်လေးဆိုရှင်းရှင်းလေးလေးဆိုတော့အရင်မြင်ရတယ်rating တစ်ခုပြောချင်တာပေါ့နော်ဒီဗီဒီယိုကိုကြိုက်နေတတ်တယ်ဆိုလို့ရှိရင် like တွေ comment လေးရေးခဲ့ပြီး subscribe လေးရေးခဲ့ပေါ့နော်ပြီးတော့ဒီနေ့ဒီဗီဒီယိုမှာပေါ့နော် rating ကျိုးအနေလို့ရင်ကောင်းမလားပေါ့နော်ကျိုးအနေဆိုပါလဲဆိုတော့ question and answer တွေပါဒီလိုမေးတဲ့ question တွေကို rating က Roblox ဆိုရင်လည်း answer ဖြေပေးတော့မှာဖြစ်ပါတယ်ကဲဆိုတော့ဒီဗီဒီယိုကြည့်နေသူတွေလည်းမေးချင်တဲ့မေးခွန်းတွေပေါ့နော်ဒီဗီဒီယိုရဲ့ comment အောက်မှာရေးခဲ့ပေးကြပါတကယ်လို့မရေးခဲ့ဘူးဆိုလို့ရှိရင်လည်းရတယ် rating ကိစ္စမရှိဘူးနောက်ရေးလာတဲ့သူရှိလို့ရှိရင်လည်း rating ပြန်ဖြေပေးပါမယ်ဒါကတော့ rating ဘယ်သူမှမဆော်ခိုင်းသေးဘူးပေါ့နော်ဒီ game လေးကို rating ကြိုက်နေတယ်လို့ပေါ့နော်အဲ့ဒါလေးဆော့လာပဲဖြစ်ပါတယ်ဆိုတော့ like subscribe လုပ်ပေးကြပါရှင်တည်တယ်ဟာတည်တော့မယ်တည်ပြီလို့ငါထင်တာပဲနော်လေဆိုတော့ရေတန် vanilla ice cream နဲ့ပြန်တော့ကောင်းမလားရေတန် vanilla ice cream နဲ့ပြန်တော့ကြည့်မယ်ဆိုတော့ online တိတ်မကောင်းဘူးရေတန်ရဲ့ Roblox အကောင့်ပေါ့နော်အဲ့ဒါလေးကိုလည်းတွားအပ်လို့ရပါတယ်ရေတန်နဲ့ Roblox ချိတ်ဆော့ခြင်းတဲ့သူတွေရှိလို့ရှိရင်ပေါ့နော်ရေတန်က Roblox အကောင့်ကိုတွားအပ်လို့ရပါတယ်အဲ့ဒါကရေတန် X ပါပဲရှင်ရေတန် X ပေါ့နော်နောက်ပြီးတော့ရေတန်ကို comment ပေးသူတွေလည်းအများကြီးကျေးဇူးတင်ပါတယ်နောက်ထပ်လည်းထပ်မံပေးကြပါတော့အခုဒီဗီဒီယိုကတော့ကျိုးကနေလောက်မှဖြစ်တဲ့ကြောင့်မို့ကြိုက်တဲ့မိကုန်းတွေအကုန်လုံးမန်ပေးလို့ရတယ်ပေါ့နော်နောက်ပြီးတော့ရေတန် 1K subscribe ပြုလို့ရှိရင်လည်းရေတန်vlog လေးလည်းတင်မိမယ်ပေါ့နော်အခုကတော့ရေတန် voice အတာခံထားပါရဲ့ကြောက်တယ်ဟာ voice အတာခံထားပါရဲ့ okay ဒီတယောက်လိုက်ရှုပ်နေရောဒီမှာဒါ vanilla ice cream နဲ့မှာဆိုရင်ဒီ vanilla ice cream ကိုပိုကြိုက်ဆုံးပါဗျာchocolate တွေကတော့ကြိုက်တော့ဒါမှလည်းတော့သိမကြိုက်ပါဘူးဒီနောက်ကကြောင့်ငါနဲ့လိုက်ပြိုင်နေရတာမသိဘူးငါတော့သူနဲ့လိုက်ပြိုင်ကြမှာသိကြပဲဆိုကျွန်းနေလောက်မှဖြစ်တဲ့ကြောင့်မလို့ comment လေးရေးပေးကြပါနော်ဒါ answer ဖြေပေးပါမယ်ဒီ Roblox ဆိုရင်လည်းပေါ့နော်တကယ်လို့လေ rating တစ်ခုရှိရတလား rating တကယ်လို့ 1K subscribe ပြည့်သွားပဲခဲလို့ရှိရင် rating ညီမလေးတယောက်နဲ့ပေါ့နော် Roblox ချိတ်ဆော့တဲ့တစ်ခုရှိရပေါ့နော်သူ့လည်း rating တို့တွေသူ့လည်းယူရိုတွေတီးရမယ်နောက်ပြီးတော့ rating နဲ့တူတူချိတ်ဆော့မှာဖြစ်တဲ့ကြောင့်တော့တော်တော်ပြောကြကောင်းမယ်လို့ထင်နေပေါ့နော်သူကလည်းရည်ကြလေးဟာတာလောက်တဲ့ကြောင့် rating ကရည်ကြဟာတာလေးပေါ့နော် like editing ထဲမှာဖြစ်ပါရဲ့rating ကိုrating နောက်ရလို့ရှိရင်လည်းဗာလဲ Sakura school လဲဆော့မယ်ပေါ့နော်ဆော့မယ် game တွေအများကြီးပဲရှိပါရဲ့လို့rating ကိုဒီဗီဒီယိုရဲ့ comment လေးရဲ့အောက်မှာကြိုက်တဲ့မိကုန်းတွေမန်းခဲ့ပေးကြပါဒါမှမဟုတ် game လဲဆော့သိချင်လို့ရှိရင်လည်းgame ဆော့ခိုင်းလဲရတယ်ကြိတ်တာမေးလို့ရပါတယ်နောက်ပြီး game ဘာ game ရွှေ့မှန်းလို့ရပါတယ်ဒါပေမဲ့တခုတော့ရှိရက rating က mobile လေးကျလို့ပတ်ယူပြီးဗီဒီယိုပတ်ကြည့် game လို့မဆော့ပါဘူး
တခြား Minecraft ကတော့ ဆော့ဖြစ်တော့ဆော့မယ်ပေါ့နော်ဘာလို့လဲဆိုတော့ဝေတန်က14ရပေါ့နော် Minecraft ဆိုရှင် like ထစ်မှာမလို့ပေါ့နော်ဒါပေမဲ့မထစ်လောက်ဘူးတော့ဝေတန်တော့ထင်တာပဲပေါ့နော်အဲ့ဒါကြောင့်မလို့ comment မန်မေးလို့ရပါတယ်ဝေါဒီလိုထားပါလေဒီလားလေးကြလို့ရှိရင်ဝေတန်အရင်ကြိုက်တာကဲဆိုတော့မမေးကြပါအော်ဝေါဒီလိုလေးနဲ့ဆိုတော့ဝေတန်တော့သွားပါပြီဝေတန် Roblox ဆိုတာကြောက်တဲ့ပြင်းနေပေါ့နော်အားကြောင့်မလို့ fan လေးရှိလို့ရှိရင်ဝေတန်ရဲ့ fan ရှိလို့ရှိရင်ပေါ့နော် Roblox အကောင့်လာအဲ့လိုရပါတယ်ဝေတန် Roblox အကောင့်ကိုဝေတန်ခုနကအရှိမပြခဲ့ပြီးသွားပြီအော်မပြသေးလားမသိဘူးပြအဲ့ဟုတ်တယ်ပြပူပါပြီပေါ့နော်အဲ့ဒီမှာသွားပြီးအဲ့လိုရပါတယ်တကယ်လို့မသိလဲဆိုရှင်လည်းဒီမှာချပြထားပါတယ်ဒီလေးရဲ့နာမည်ကတော့ Ice Cream Tower လေးပါ Ice Cream Tower ရဲ့ game ရဲ့ review လေးကိုဝေတန်ပြပေးထားပါတယ်ဆော့ကျင်နေဆိုရှင်တော့ဆော့ပြီးလို့တော့ဆော့လို့ရတယ်ပေါ့နော်ဒီ game လေးရဲ့ review ကတော့ it's so okay like so easy and so cool yeah ဒီအရောင်လေးကြည့်ပြီးတော့ပေါ့နော်ဒါ Ovaltine အရောင်နဲ့သွားတွေ့ပေါ့နော် Ovaltine ပေါ့နော်အဲ့ဒါနဲ့သွားတွေ့တယ် Ovaltine ရဲ့ဒီတိုင်းအရင်နဲ့တောက်ရမှာမကောင်းပါဒီတိုင်းအမှုနဲ့တောက်လို့ရှိရင် like oh my god တော်တော်ချိုးတယ်ပေါ့နော်ဝေတန်တစ်ခါမှအလုံးမစားဘူးဝေတန်ညီမလေးဒီတိုင်း Ovaltine စားတဲ့ပြီးဝေတန်နဲ့လိုက်စားကြည့်အဲ့ဒါတော့ဆောင်းဝင်းချိုးလို့ပေါ့နော်တောင်းရင်းချိုးလို့ပါအဲ့ဒီတကြောင်ဝေတန်အဲ့လိုစားကြိုက်သွားတာပါရှိအော်ဒါကကြည့်လို့နေရတာဒီလိုကြီးလောက်ရတာโอเคပါဝေတန်ခုနကပဲအော်ယောပြုတ်ကြပါခုနကဖြစ်လိုက်တယ်ပေါ့နော်အဲ့ဒါဘာလို့လဲဆိုဝေတန်အဲ့ဒီတော့ဖြတ်သွားလို့ပေါ့နော်အဲ့ဒါနဲ့ဝေတန်နဲ့အဲ့လိုဖြစ်သွားပါတယ်ဒီဆိုတီးလိုက်မယ်ပေါ့ဗျာဆိုတော့ဒီကိုပြင်ရောက်ပါပြီဟုတ်ပါတယ်ဒါဘလို့တိုင်းဒီ ice cream တို့ယူရတာဒီတရားပေါ့နော်အော်ဒါဟိုကောင်းကတော့ဝေတန်ခုနလာရှုပ်ပါโอเคဝေတန်ကို respect ပေးပါတယ်ဝေတန်နဲ့ပြန်ပြီး respect ပေးလိုက်မယ်တူနဲ့တူဆော့မယ်ပေါ့နော် strawberry tower လေးဆော့ပါတယ် okay come on let's go guys အတူအနေရလားမသိရဟုတ်တယ်ဟာ like အဲ့တယ်ဟုတ်ပါတယ်ဝေတန်ဒီဗီဒီယိုကိုဒီမှာပဲရလိုက်တယ်ပေါ့ရလိုက်တော့မယ်ပေါ့နော်ဘာလို့လဲဆိုတော့ဝေတန်အမီးရပြတ်တော့မှာမဟုတ်လို့ပါဒါဆိုတော့ဒီဗီဒီယိုလေးကတော့ဒီတော့ပါပဲ see you guys in the next video bye